ဒီကောင်ကပါတယ်ဒီကောင်ကတော့ Harry Sport ပါဒါဆိုရင်ဒီကောင်တော့လီမိုဆင်းပါဒါဆိုရင်ဒီကောင်တွေမှာနာမည်ရှိကြပြီမဲ့ဒီကောင်တွေကတော့ဘာနာမည်မှမရှိတဲ့နွားစစ်စစ်တွေပါဟုတ်ပါတယ်နွားပါဒီကောင်တွေရဲ့နာမည်ကသူတူမရှိပဲနဲ့နွားပါပဲဒီကောင်တွေကနွားစစ်စစ်တွေမရောပါဘူးကပောင်မှာနမိုးစီပေါင်း800ကျော်ရှိပြီးတော့အဲ့ဒီက40ရာခိုင်နှုန်းကဒီကောင်ကြီးတွေပါကျွန်တော်တို့ဒီနေ့မှာတော့နွားဖြစ်ကြည့်မှာပါတနေ့မှာတဲ့မိန်နွားမကြီးကတဲ့မွေးဖွားခဲ့ပါတယ်မွေးဖွားတဲ့နေရာကတော့လေခွင်းထဲမှာပါတင်ကမွေးဖွားပြီးလို့တနေ့ကြာတဲ့အထိကိုတင်းဘွားအေးစီပါပဲတင်းရဲ့ဘွားမှာအဲ့အချိန်မှာလှုပ်ရှားစော့တာရဲ့စားတာရဲ့နောက်ဘူးလဲပါဒါပေမဲ့တင်းတန်နှစ်ကနေပြီးတော့3တိတဲ့အချိန်မှာတော့တင်ကခိုင်းစားနာအဆင်ကိုရောက်ပါပြီဒီရွယ်မှာတော့တင်းကိုလူတွေကစတင်ပြီးတော့ training ဆင်းပေးပါတော့မယ်ဒီလောက်ကပါတော့ထမ်းပို့ခြင်းရှင်ပါခြင်းနဲ့လူတွေရဲ့မိတ်တွေကိုစတင်ပြီးတော့နားလည်လာအောင်သင်ကြားရပါတယ်ဒါတွေပြီးသွားဆိုလို့ရှိရင်တော့တင်းကိုထင်းရတင်ရလွယ်အောင်ဆိုပြီးတော့နှစ်ဖားကျူးစာပြီးထိုးကြပါတယ်ဒါကတော့တင်းရဲ့ဘွားရဲ့ပထမဆုံးတော့နာကျင်မှုပါပဲဒီစစ်နေကိုဖျက်ချေဘွားဆိုလို့ရှိရင်တော့တင်းကအလူကျန်းဒုက္ခမဲ့တွေကိုစတင်ပြီးတော့ကြာလာပါပြီဒီအချိန်မှာတော့တင်းရဲ့တက်က4နှစ်ရှိပါပြီ4နှစ်ကနေပြီးတော့12နှစ်ရှိတာနွားတွေရဲ့ခိုင်းလုံကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်တင်ကမိုးကြပြီဆိုတာနဲ့ချွတ်နေရမှာတင်ကလေထုံရမှာပါဒီအချိန်မှာတင်းတော့ကတော်တော်လေးကိုပင်ပန်းပါပါအဲ့အပြင်မှာနမဝဖြစ်နေကြမယ်ဆိုလို့ရှိရင်တင်ကလေထုံလည်းမကပါဘူးနှုတ်ပါညစ်ခံရပါပါတင်ကနတိကောင်ဖြစ်နေလို့ပိုပြီးတက်တာလည်းထင်တော့မှားပါပြီနတိမှာလည်းလှုပ်เสียလှုပ်တွေရှိပါတယ်အဲ့လှုပ်တွေကတော့တင်ကဝင်စီနဲ့လေးတန်နဲ့အိတ်တွေကိုတင်ကတည်ရမှာပါဒါပေမဲ့တက်မှာနားတည်စရာချိန်တော့ရှိပါတယ်အဲ့ဒါကတော့စားရဒီနဲ့တွေ့ရဒီမှာတော့စားရှာပွေးနေပဲခဏသာအနားယူလို့ရပါတယ်ဒါပေမဲ့နှစ်တည်းကြာကြီးနေရတဲ့အတွက်ကြောင့်မလို့တင်းရဲ့ခန္ဓာကိုယ်ကတော့ဒဏ်နေတော်လေးဖြစ်နေပါပြီအဲ့ဒဏ်တွေကတော့နတ်စောခု problem နဲ့ဒီလိုရှင်းလို့ပဲဖြစ်ပါတယ်လေမှာထပ်ဖို့မှုကြောင့်ပခုံးနေလာလာမယ်လမ်းကျန်းနေနဲ့ရှွန့်နေဟိုသွားတဲ့ကြောင့်မလို့တင်းရဲ့ခွာရည်လေးပျက်စီးလာပါပြီတင်ကအတက်ကြီးလာတဲ့များမိုးဖောက်တာနဲ့လာရင်ချင်းကိုခံစားရမှာပါအခုဆိုရင်တေတက်က7နှစ်ကိုကြော်လာခဲ့ပါပြီဒီအချိန်မှာတော့တချို့တန်ရုံးစင်ကြီးရဲ့ပိုင်ရှင်တွေကတော့တင်းကိုတေးအထိစာကျွေးထားမှာပါဒါကိုတော့နောက်ဦးကျူးလို့ခေါ်ပါတယ်တန်ရုံးစင်မကြီးရဲ့တခင်နဲ့တွေ့ရင်တော့တင်ကအရန်ကိုစားလို့ကောင်းနေလောက်ပါပြီအခုဆိုရင်တင်ကတော်တော်လေးအိုသွားပါပြီဒီအချိန်မှာပိုင်ရှင်ကမကျွေးမနိုင်တော့ရင်ဒါမှမဟုတ်ပတ်စံကလေးဖြစ်ရင်တော့တင်ကိုတောင်းအောင်စားမှာပါနောက်ဆုံးမှာတော့တင်းရဲ့အတားအယူနဲ့ကျန်တာတွေအားလုံးကလူသားတွေစီမှာစတိကခံနိုင်ရပါပြီဒီနေ့ဗီဒီယိုလေးတော့လောက်ပါပဲနောက်တန်းဘောင်းနေသိမလို့ဆိုတော့လည်းအကုန်လုံးကြည့်ပြီးတော့ကျွန်တော်ရဲ့ channel ကိုလည်း like ဆိုကြလို့လည်းမြတ်တာခံပါတယ်ကျွန်တော်ရဲ့ like subscribe အချင်းတွေကအခုလိုဖြစ်နေပါတယ်အဲ့တော့အားလုံးမြတ်တာခံရပါတယ်အားလုံးပဲ bye ပါ